မင်္ဂလာပါခင်ဗျာ All About Football မြန်မာနေပြီးတော့ပြန်နေပြီးတော့ကြိုဆိုလိုက်ပါခင်ဗျာကိုစီတူဟိန်းပါကျွန်တော်ဆရာတက်ထွေလို့ခေါ်ပါတယ် ဆရာတက်ထွေလို့ခေါ်ပါနော်ပေါ်လုံးเจ้าမှာလောကထင်ရှားစမ်းပြအမြင်ဆမ်းမယ်ဟုတ်ဆမ်းမယ်နော်အမြင်ဆမ်းမယ်ကျွန်တော်ကတော့ဒီလိုပေါ့ကျွန်တော်တို့အခုကဆိုရင်ကျွန်တော်ကဘာဖလားပွဲစဉ်တွေကန်လာတယ်ပွဲစဉ်ဘယ်နှပွဲတော့ပြီးသွားတယ်ဒီကြီးတော့မကြီးကြီးမလားဒါပေမဲ့ကျွန်တော်မျောလင့်နေတဲ့ပွဲကတေချာတယ်ဆိုတော့ကျွန်တော်ဂုတ်ကြီးနှစ်ပါးရဲ့ပွဲစဉ်တွေအာဂျင်တီးနားပွဲရဲ့ပေါ်တူဂီပွဲရဲ့ကိုကျွန်တော်မျောလင့်နေရမနေ့ပြန်မှာကြည့်ရမယ်မနေ့ပြန်ကြည့်ရမယ်ကျွန်တော်ဒီနှစ်သင်းပေါ့နော်ကျွန်တော်ဒီစောင်းမျောနေတဲ့နှစ်သင်းပေါ့ဒီဂုတ်ကြီးနှစ်ပါးပေါ့နော်အာဂျင်တီးနားမက်ဆီပေါ်တူဂီကခရစ္စတီယာနိုရိုနယ်ဒိုရဲ့ပွဲတွေကျွန်တော်စောင့်ကြည့်ချင်တယ်အဲဒါကြောင့်ပွဲကြိုသုံးသက်ချက်လေးကိုကျွန်တော်တို့ဒီနေ့ပြောကြတော့မှာဖြစ်ပါတယ်အခုဒီပထမဆုံးအနေနဲ့ပေါ့နော်အာဂျင်တီးနားနဲ့ပတ်သက်ပြီးတော့သူနဲ့ကန်မဲ့ပေါ့နော်ဒီအတင်းအဂျီးရီးယားဟိုဘယ်လိုမြင်လဲမသိဘူးအဂျီးရီးယားကိုဘယ်လိုမြင်လဲဆိုဟိုမှာအခုအဲ့ရအတင်းကြီးတွေကြောင်းနေရတဲ့အာဖရိကအတင်းတွေဖြစ်နေမလားဟောအာဖရိကအတင်းတွေကရမ်းမာနေဟောဟုတ်တယ်ဟုတ်ပါတယ်ဆိုနေ့တော့ကျွန်တော်တို့ကိတ်ပါတီလိုက်နော်ကိတ်ပါတီကိုပဲကြည့်လိုက်အဲ့လည်းကိတ်ပါတီကအလောက်မှာဟောစားအာဂျီတီးနားကန်ရမှာဆိုလို့ရှိရင်လည်းတို့အာဖရိကအတင်းနဲ့ကန်ရမှာလို့အဲ့လည်းပြေးပြီးတော့ကြည့်လိုက်အဂျီးရီးယားနိုင်ငံဆိုပြီးတော့ကြည့်လိုက်အဂျီးရီးယားနိုင်ငံကလည်းဘောလုံးလောကမှာခေတူတော့မဟုတ်ဘူးဟုတ်တယ် AFC ပဲအာဖရိကနိုင်ငံတွေကန်တဲ့ဖလားပေါ့ဟိုအာရှဖလားလို့ပုံစံဥစ္စာမျိုးကြီးပေါ့နော်အဲ့ဟာကိုနှစ်ကြိမ်ယူထားတာနည်းနည်းတော့လေပဲအောင်ကိတ်ပါတီအတင်းတော့စပိန်လိုအတင်းကမနေကန်နေရတယ်ဆိုလို့ရှိရင်အဂျီးရီးယားနိုင်ငံဟုတ်တယ်ဆိုလို့ရှိရင်ဟောအာဂျင်တီးနားဘယ်လိုကန်မလဲပေါ့နော်ဒါပေမဲ့လေပေါ့မက်ဆီရှိအနည်းဆုံးတော့ကျွန်တော်30ကျွန်တော်အနေနဲ့မက်ဆီဖြစ်လာမယ်အရာတစ်ခါပါလဲဆို1-1အဆင့်လောက်တော့ဖြစ်လာမယ်လို့တော့မြင်တယ်ဟုတ်တယ်1-1အဆင့်လောက်တော့ဖြစ်လာမယ်လို့မြင်တယ်ဘာလို့လဲဆိုလို့ရှိရင်စပိန်ဘလောက်ကောင်းဗျာမက်ဆီလိုကစားသမားမှမရှိရစပိန်ဟုတ်တယ်သမားရမယ်ဆိုတာလေမက်ဆီနဲ့တန်းကြီးလို့ရတဲ့ကစားသမားမဟုတ်ဘူးဟုတ်တယ်နော်အဲ့တော့ဆိုတော့အဂျီးရီးယားနိုင်ငံကတကယ်ကောင်းတယ်သမိုင်းကြောင်းကလည်းကောင်းတယ်ဟုတ်တယ်တော်တော်လေးကိုကောင်းတယ်ကမ္ဘာဖလားမှာဆိုလို့ရှိရင်16တင်းရှုံးဖက်တီကိုတက်လာနိုင်ဦးတယ်ပြီးရင်နမကြီးနောက်ဂျာမနီနိုင်ငံဂျာမနီပေါ့အဲ့ချိန်တော့ရှေ့ဂျာမနီနောက်ဂျာမနီကွဲနေတော့နောက်ဂျာမနီကိုတော့အုပ်စုပွဲမှာတွေ2-1နဲ့ဖုတ်လိုက်တဲ့အချိန်နေရာငါလာကန်တော့နော်အဲဂျီးရီးယားကို short တွက်လို့မရအောင်ဆိုပြီးတော့လောက်လာအဲ့အချိန်မှာဘာဖြစ်လဲဆိုတော့အဲ့အုပ်စုပွဲမှာပဲအော်ဇီရဲ့အဲ့အနောက်ဂျာမနီရဲ့နှုတ်ပွဲကစားပါနှုတ်ပွဲကစားတာအဲ့ဒါကြောင့်မလို့အဲ့ဖီဗာကနေပြီးတော့အဲ့အုပ်စုနောက်ဆုံးပွဲစဉ်တွေကန်ရမယ်ဆိုတဲ့အချိန်မှာသူတို့ကတပြိုင်တည်းအချိန်နဲ့ကန်ရမယ်ဆိုတဲ့စီမီကိုထုတ်လာတာအဲ့အတင်းကြောင့်မလို့အဲ့ဂျီးရီးယားနိုင်ငံကြောင့်မလို့တော့ထုတ်လို့ရရင်ထုတ်လို့ရမအောင်နော်ပြီးတော့ကောင်းတယ်သူက history ကောင်းတယ်အဲ့ဒီတင်းကလည်း history ကောင်းလားဆိုတော့ဟုတ်ဘူးပေါ်တူဂီနဲ့ကန်ရမယ်ဒီဟာကွန်ဂိုလည်းအတူတူပဲဗလားဟုတ်တော့အဲ့ဂျီးရီးယားနိုင်ငံလိုပဲမာတယ်အဲ့လိုအတင်းမျိုးပဲအဲ့လိုအခြေအနေမျိုးဆိုတော့ကိတ်ပါတီကိုတော့စပိန်ကတီအောင်ကန်နေရပါတော့ကန်နေရတာပါနော်ဒရင်းလုံးတိုက်စစ်ဆင်တာပေါ့နော်လုံးဝစိုးလို့မပေါ့ဘူးပေါ့နော်ဒီဟိုနောက်တန်းတွေလုံးဝကြော်လို့မရဘူးဘိုးသမားကလည်းအရန်ကောင်းတယ်ပေါ့နော်ကိတ်ပါတီအာဖရိကန်အတင်းတွေ short တော့လို့မရအောင်ဆိုတာကိုကျွန်တော်ပြောချင်တာပါနော်ဒီစပိန်နဲ့အဲ့ဒီကိတ်ပါတီနဲ့ကန်တော့ရဲ့ပွဲကတက်တည်ပဲပေါ့နော်အာဖရိကန်အတင်းတွေကလုံးဝကောင်းတယ်ပေါ့နော်ကမ္ဘာ့ဖလားဝင်ရခဲ့ရလဲဒီအတင်းတွေအနေနဲ့တော့တန်တယ်ကောင်းတယ်လို့တော့ခြေစွမ်းရှိရလို့တော့တမန်လို့ရတာနော်ဒီအတင်းတွေကနော် short တော့လို့မရဘူးတွတ်ရှုပ်လို့မရဘူးတွတ်ရှုပ်လို့မရဘူးဆိုတဲ့အပြင်ကျွန်တော်အာရှတင်းတွေဘယ်လိုပြောအာရှကိုကြားကြီးပေါ့ဗျာကျွန်တော်ကြားကြီးလွတ်ထားတယ်ဟိုကိုရီးယားတို့ဂျပန်တို့လွတ်ထားတယ်ကျွန်တော်တော့တကယ်ပြောလို့ပြောမှာမဟုတ်ကိုရီးယားနဲ့ဂျပန်ကိုကျွန်တော်တို့ဒီဘဝတွေကနေနှုတ်မဆက်ခင်တော့ကမ္ဘာဖလားတိုင်တော့မြင်စီခြင်းနဲ့ကျွန်တော်မြန်မာနိုင်ငံကတော့ပြောမနေနဲ့တော့
မဖြစ်နိုင်ဘူးလို့ပဲ တတ်မှတ်လိုက်လို့ရတယ်ဗျာတတ်မှတ်လိုက်တော့အတိုင်းပဲ တစ်သက်လုံးတနေ့ဆက်ဆက်ယုံကြည်လိုက်မြန်မာကမဖြစ်နိုင်ဘူးဆိုပြီးယုံကြည်လိုက်ကိုယ်နိုင်ငံမလို့ကိုထင်သေးရတယ်မဟုတ်ဘူးအထင်လည်းကြီးလို့မရဘူးဗျာ မြန်မာအားကစားကဘာကိုမလွှမ်းရဘူးလေ ကြည်သာတဲ့ ကြည်သာတဲ့ ကိုဘယ်လိုပဲနေပါထားလိုက်ကိုရီမရနိုင်ဘူးဆိုတော့ကိုရီနဲ့နီးစပ်တဲ့နိုင်ငံတွေရစေချင်တယ်ကိုရီးယားတို့ဂျပန်တို့နှစ်နိုင်ငံလုံးရစေချင်တယ်ဟုတ်ကျွန်တော်ကိုရီးယားဖန်နေဂျပန်ဖန်နေ ဂျပန်ကလည်းအတုံးယုံကြိုးစားလာတယ်နော်သူတို့ဒီကဘာဖန်ရဖို့တောင်းဝအောင်ကျွန်တော်ကအာရှမှာတော့ကျွန်တော်ကြားကြီးပေါ့ဗျာဒီဂျပန်တင်းနဲ့ကိုရီးယားတင်းอ่ะပေါ့နော်အာရှပေါ့နော်ကြားကြီးတော့သူတို့ကဟိုမှာတော့ဟိုဘက်ဒီဥရောပတို့ဘာတို့မှာကြတော့ခုတ်ကြီးပေါ့နော်စိတ်ကြီးတွေနဲ့ကြားကြီးတွေနဲ့တွေးကြအောင်ပေါ့နော်ပြောချင်တာသူတို့ကသူတို့ခုတ်ချင်ခုတ်ကြားချင်ကြားပါစေဗျာထားပါကျွန်တော်ကတော့အဓိကအဖရိကန်အတင်းတွေကောင်းတယ်ဆိုတာလည်းဟုတ်တယ်ဒါပေမဲ့အာဖရိကန်အတင်းတွေကောင်းတယ်ဆိုရင်ကျွန်တော်တို့အာဖရိကန်အတင်းတွေရင်ဆိုင်ရမယ့်အတင်းကလည်းခုတ်ကြီးနှစ်ပါးရှိရဲ့ပေါ်တူဂီရဲ့အာဂျင်တီးနားရဲ့နဲ့ကန်ရမှာလူဆိုင်ရမှာစပိန်ဆိုတော့ထားပါစပိန်မှာတော့ကစားသမားမက်ဆီတို့ဒိုလီရိုနယ်ဒိုတို့နဲ့ရှင်လို့ရမယ့်ကစားသမားမျိုးတွေမှမရှိဘူးဗျာမရှိသေးတဲ့ချိန်ကျတော့ဒီ result ဖြစ်သွားတာလည်းဂိုးသမားပါပညာလည်းအရင်ကောင်းလို့နေဟုတ်တယ်ရန်သက်ဆန်ပြတော့အရင်ကောင်းလို့နေအဲ့အတွက်တော့ဟာကနေဟင်ကနေကိုပုတ်သွားတာဟုတ်တယ်ကျွန်တော်ကဘလုံးပဲကြည့်နေတယ်ညာယူနော်ထအောင်နေလို့မယ်ဘေးရလူတွေစူမလားလို့တော့မှစိတ်ရထင်နေရတယ်အဲ့ထားပါကျွန်တော်ဂုတ်ကြီးနှစ်ပါးတော့ကျွန်တော်တော့ပြင်ဂုတ်ကြီးနှစ်ပါးကိုထားတဲ့စီနာတစ်ခုပြောပြမယ်ဗျာကျွန်တော်မက်ဆီဖန်ဆိုတော့လေအဲ့ပေါ့ကျွန်တော်ဂုတ်ကြီးနှစ်ပါးကိုကျွန်တော်တက်တာလုံးဘယ်သူကောင်းလဲဘယ်သူမကောင်းဘယ်သူကပိုကောင်းလဲဆိုပြီးညင်းချင်နေရအဲ့အတွက်ကျွန်တော်ကမက်ဆီကိုကမ္ဘာဖလားနောက်တစ်လုံးပေးလိုက်ချင်တယ်ရက်ဒိုကို9,000ပြည့်အောင်ပေးလိုက်ချင်တယ်ဘာလို့လဲဆိုလို့ရှိရင်ရက်ဒိုအနေနဲ့ကဒီ9,000ပြည့်အောင်ယူမှပဲစင်ပြေမှာဒါပေမဲ့ပေါ်တူဂီရဲ့အခုလူစင်းရမယ်ဆိုလို့ရှိရင်တော့လေကမ္ဘာဖလောင်ချင်းချောင်းနိုင်တဲ့အသင်းပါပဲဟုတ်တယ်ချင်းချောင်းနိုင်တဲ့အသင်းပါပဲဒါပေမဲ့သူတို့အသင်းကစီးလုံးမှုမရှိဘူးလို့ထင်တယ်ပဲအာဂျင်တီးနားအသင်းတော့လုံးဝစီးလုံးမှုမရှိအာဂျင်တီးနားလုံးဝစီးလုံးမှုတော့ကောင်းတယ်ပေါ့နော်အာဂျင်တိုင်းနားတွေကတော့မက်ဆီဖန်လေးမက်ဆီဖန်